အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိုင်းစိုးသူနီးပညာ channel လေးရဲ့နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးသွားမယ့်အကြောင်းအရာလေးကကျွန်တော်ဒီအတန်အဆင့်ကအသုံးပြုတဲ့သူတို့အတွက်ကျွန်တော် 900MB free ပေါ့နော်နေ့စဉ်အသုံးပြုတဲ့နည်းလေးကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီကောင်လေးက base 0နဲ့အသုံးပြုလို့ရတယ် MB ရှိသေးရမလို့ပေါ့နော်တနေ့ကို 900MB ရမယ်ဒါမစိုးပေါ့နော်ကျွန်တော်မရတာစားရင်တော့ရတယ်လောက်ပေါ့နော်ကိုက2ကတ်လောက်ရှိရင်တော့ 1GB လောက်ဒါတနေ့ 1GB လောက်သုံးလို့ရမယ်ပေါ့နော်ကတ်များများရှိလေပိုကောင်းလေပေါ့နော်ချိန်ပြီးသုံးလို့ရတယ်ပေါ့နော်တကတ်တမကတော့ 900MB ရမယ်ပေါ့နော်အဲ့တော့အဲ့ 900MB ကိုကျွန်တော်ဘယ်လိုသုံးရမလဲဆိုတာလည်းသုံးတဲ့နည်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်လိုအပ်တာလေးကဒီ 8DDB ဆိုတော့ဒီကောင်လေးပေါ့နော် AC ဆိုတဲ့ VPN software လေးပေါ့နော်အဲ့ကောင်လေးတစ်ခုလိုတယ်အဲ့ကောင်လေးရဲ့ပြီးရင် file လေးရဲ့ပေါ့နော်အဲ့ဒါလေးလိုတယ်ပေါ့နော်အဲ့ file လေးရဲ့ဒီ software လေးကိုလိုအပ်တာလေးကိုကျွန်တော် video comment အောက်မှာ link ချပေးထားမယ်အဲ့ဘာနေဝင်ထောင်းပေါ့နော်ထောင်းဆိုတာကအဲ့ဒီ link ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော် Telegram နဲ့ရောက်သွားမှာပေါ့နော် Telegram မှာက file ထည့်ရတာတွေ software ထောင်းရတာတွေအရန်လွယ်ကူတာဖြစ်တဲ့အတွက်သီးသန့်နေ file တွေသွားထည့်စီရမလို့ဘူးအဲ့ဒါကြောင့်မလို့ file တွေကိုကျွန်တော်ဒီ Telegram မှာတင်ထားပေါ့နော်အဲ့မှာသွားထောင်းပေးပါအဲ့ရနေပဲသွားထည့်ပေါ့နော်ဘယ်လိုထည့်ရမလဲဘယ်လိုပြုလုပ်ရမလဲဆိုတော့ပြပေးမယ်ရိုးကျွန်တော်ဒီ video အောက်မှာ link ချပေးလိုက်လို့ရှိရင်တခြားကနေ website ထဲကနေ download လို့ရှိရင်ဟို website link တွေကလည်းခဏသေးတယ်ပေါ့နော်အဲ့link တွေခဏသေးပြီးလို့ရှိရင်သီးသန့်ကြီးသွားထည့်နေရပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော် Telegram မှာကြာတအား down ရတာလွယ်တယ်ထည့်မှာဆိုလဲ Telegram နေတခါရဲဖွင့်ပြီးမှအဲ့ထဲကိုထည့်လိုက်လို့ရတယ်အဆင်ပြေတယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော် Telegram မှာချပေးတာပေါ့နော်အဲ့တော့ဘယ်လိုထောင်းမလဲဆိုတာပြပေးမယ်ကျွန်တော်ဒီ video ကိုမှအောင်မှာအဲ့ link လေးကိုချပေးမယ်ပေါ့နော်အဲ့တော့ခုမြင်တွေ့နေရတဲ့လေးကဒါကျွန်တော်ထားပါတော့ဒါကျွန်တော် video comment အောက်က link လေးလိုပဲသဘောထားလိုက်ပေါ့နော်အဲ့ဒါလေးကိုအဲ့ link လေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်နှိပ်ပြီးမှ open လုပ်လိုက်ပေါ့နော် open လုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် Telegram နဲ့ရောက်သွားလိမ့်မယ် Telegram ရဲ့အဲ့ file link လေးဒီရောက်သွားလိမ့်မယ်ပေါ့နော်ပင်လေးလည်းထောက်ပေးထားတယ်ပေါ့နော်ကျွန်တော်အဲ့ file လေးကိုသူရောက်သွားလိမ့်မယ်ခဏလေးစောင့်မယ်အဲ့လိုလေးရောက်သွားမယ်နော်အဲ့ဖိုင်ရှိတဲ့ဒီရောက်သွားမယ်ဒီမှာပေါ်လာပေါ့နော်ဒီကောင်လေးဖြစ်ပါတယ်ဒီကောင်လေးပေါ့နော်အပေါ်ကတော့ဖိုင်လေးပေါ့နော်အပေါ်ဟာဖိုင်လေးအောက်မှာကကျွန်တော်အဲ့ software link ပေါ့နော် Play Store ကနေချပေးတာ link လေးပေါ့ဒီမှာပေါ့နော်ဒီကောင်လေးပေါ့နော်အဲ့ဒီကနေ software လေးကို download လိုက်ပေါ့နော် software လေးကိုအဲ့ဒီကနေ download ဆွဲမယ် download ဆွဲပြီးလို့ရှိရင်တော့ဒီမှာ file အကုန် install တင်ပြီးသွားပြီဆိုလို့ရှိရင်တော့ file ကတော့ဒီမှာပေါ့နော်ဒီကောင်လေးဖြစ်ပါတယ်အဲ့ကောင်လေးကလွယ်ကူတယ်ပေါ့နော်ဒါကဒီတစ်ချက်နှိပ်ပြီးထောင်းပြီးလို့ရှိရင်ဒါလေးနှိပ်လိုက်လို့ရှိရင်သူကအဲ့ဒီ software လေးပေါ်လာလိမ့်မယ်ပေါ့နော်ဒီမှာ HTTP ဆိုတဲ့ကောင်လေးဒီကောင်လေးပေါ်လာအဲ့ကောင်လေးနှိပ်ပြီးကမှဒီမှာ just one ဆိုနှိပ်လိုက်လို့ရှိရင်ဖိုင်ရသူ auto ထည့်သွားတာဖြစ်ပါတယ်ကိုသွားထည့်စီရမလို့အပေါင်းနဲ့နှိပ်ပါလိမ့်ညာသွားနှိပ်စီရမလို့ဒါမလေးပေါ်လာရင်အလောင်းဆိုတာနှိပ်လိုက်ပေါ့နော်တအားလွယ်ကူတယ်ပေါ့နော်သူ auto ထည့်ပြီးသွားတယ်တော့じゃပိုးပြီးအဆင်ပြေတယ်ပေါ့နော်ကျွန်တော်တခြား link ချပေးတဲ့ Telegram မှာအဲ့ဒီလောက်တာပိုးပြီးမြန်တယ်အဲ့လိုလေးပေါ်လာလို့ရှိရင်ကျွန်တော်ဒီမှာ connect တက်ဆိုလေးလှုပ်လိုက်လို့ရှင်ရပြီပေါ့နော်ဒီကောင်လေးနှိပ်ပြီးချိတ်လိုက်ပေါ့နော်ဒီကောင်လေးလုံးမဆိုလို့ရှင်တော့ကျွန်တော်ပြောသလိုပဲဘေးရှိနေတော့ဘေးရဲ့ဖြတ်သွားမယ် MB ရှိနေ MB ရဲ့ဖြတ်သွားမယ်ကျွန်တော်0နဲ့သုံးရတာအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဘေး0လေးနဲ့3ပြုပေါ့နော်ဒီကောင်လေးနှိပ်ပြီးကမှအဲ့တော့ဘေး0လေးနဲ့သုံးရတာပိုအဆင်ပြေလိမ့်မယ်ပေါ့နော်ကျွန်တော်ကတော့လက်ရှိမှာကျွန်တော်အတန်ဆက်ကမရှိဘူးပေါ့နော်ဒါပေမဲ့ဒါကျွန်တော်ဖိုင်ထဲတဲ့နေပြုလုပ်တဲ့နေလေးကိုပြပေးသွားပါတော့ပေါ့နော်အတန်မရှိတော့လုံးဝဆန်းပြဖို့ကအဆင်မပြေဘူးဖြစ်နေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်လက်ရှိမှာကျွန်တော်တခြား operator ကတ်နဲ့ပေါ့နော်အတန်မရှိသေးလို့အတန်နဲ့မဆန်းရသေးဘူးအဲ့တော့ကျွန်တော်မိတ်ဆွေအတန်ဆက်ကတ်လေးနဲ့ဆန်းကြည့်ကြပေါ့နော်ဒါကတော့တော်တော်များများအသုံးပြုနေကြတာဖြစ်ပါတယ်တော်တော်များများရတယ်ပေါ့နော်အဲ့ဒါလေးနဲ့ဆန်းပြီးမှအသုံးပြုကြည့်ပေါ့နော်ဒီကောင်လေးနေပြီးမှပိတ်ရင်လည်းဒီကောင်လေးပြန်ပိတ်ရုံပဲပေါ့နော်ဒါဆိုတော့ကျွန်တော်ဒီကတ်နေတောင်တက်ပြီဒါပေမဲ့ဒီမှာကကျွန်တော်တခြား operator ကတ်ကြာကျွန်တော်ကဟိုဖြစ်နေပေါ့နော် data တွေရှိနေတယ်ပေါ့နော်အဲ့တော့ဒီမှာ connected တော့ဖြစ်သွားပြီပေါ့နော် connected ဖြစ်သွားပြီဒါအတန်ကတ်တော့မဟုတ်ဘူးပေါ့နော်ဒါကျွန်တော်မိတ်ဆွေတွေအတန်ကတ်လေးနဲ့စမ်းကြည့်ပေါ့နော်ဒါကကျွန်တော်ဘေးရှိနေလို့ဒီတခြားကတ်ဘေးရှိနေလို့ဒီလိုလေးဖြစ်တာပေါ့နော်အဲ့တော့မိတ်ဆွေတို့အတန်ကတ်လေးနဲ့စမ်းပြီးကမှအသုံးပြုကြည့်ကြပါအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်